Okay မင်္ဂလာပါဒီနေ့ sharing လေးတစ်ခုလုပ်ပေးလို့ပေါ့နော်ပထမဆုံးပြောချင်တာကအာ financial advice မဟုတ်ပါဘူးပြီးရင်ကျွန်တော်ကိုယ်တိုင်ကိုပဲကိုယ်နဲ့ကိုဘာလုပ်နေမှန်းတော့သိချမသိဘူးပေါ့နော်အဓိကဒီ investment နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကြုံရတဲ့အားလေးတွေနောက်ပြီးတော့ဒါတွေလုပ်တယ်ဆိုရင်ဘယ်လိုမျိုးလေးလိုတယ်ဗာလေးတတိထားမလဲဆိုတော့နည်းနည်း very basic လေးပြောပြမှာပေါ့နော်อืม investment နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေတစ်ချက်ကြည့်လို့ပြီးတော့အသုံးဝင်နေဆိုရင်လည်းနားထောင်ပါလို့အသုံးဝင်ဆိုလည်းနားမထောင်လို့ရပါတယ်အဓိကဗာလဲဆိုတော့ investment လုပ်မယ်ဆိုရင်ကျွန်တော်တို့အာ stock investment ရှိရယ်နော်နောက်ပြီးတော့ crypto လို high risk ဟာတွေရှိရယ်နောက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်very accessible ဖြစ်တာကတော့ဘာတွေဖြစ်လဲဆိုရင်ရွှေတို့နော်ဒေါ်လာတို့ဒါတွေ accessible ဖြစ်တယ်ပေါ့နော်အဲ့ဒါတွေ invest လုပ်တဲ့ဟာတွေပြောမှာပေါ့နော်အဲ့တော့ investment လုပ်မယ်ဆိုရင်ထားပါတော့ကိုက stock မှာ investment လုပ်ချင်တယ် investment လုပ်ချင်တယ်ဆိုရင်ဒီ stock တွေဝယ်တာတွေရောင်းတာတွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ brokerage လုပ်တယ် brokerage account လုပ်ရပေါ့နော်ဒါဥပမာ IBKR တို့ Momo Side Trade တို့ဒါမျိုး brokerage account လုပ်တယ် brokerage account ရဖို့ဆိုရင်စင်ကာပူတို့ထိုင်လန်တို့မှာကိုကအလုပ်ရှိပြီးတော့အဲ့မှာနေတဲ့ resident card လိုမျိုးဟာရှိမှပို့ပြီးလွယ်တယ်မဟုတ်ရင်ခက်တယ်ပေါ့နော်ဘာလို့ဆိုတော့မြန်မာ sanction list တွေပါတယ်လေအရင်တော့သူတို့ခဏဖွင့်ပေးလိုက်သေးတယ်ကျွန်တော်ကြုံဘူးတယ်ပေါ့နော်အရင်လွယ်တဲ့ stage တစ်ခုရှိခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းတော့မလွယ်တော့ဘူးပေါ့နော်brokerage account ဖွင့်ပြီးတော့မြန်မာနိုင်ငံသားမြန်မာ passport နဲ့ဖွင့်ပြီးတော့အဲ့ဒါအရင်ရှော့ရှူရှူနဲ့လွယ်ကူဖြစ်နေတယ်ဆိုရင်တတိထားပေါ့နော်ကျွန်တော်မြင်တော့ scan ဖြစ်ဖို့chance ရှိရပေါ့နော်များတယ် okay ဒါကကိုယ်တိုင် brokerage account ဖွင့်ပြီးကိုယ်တိုင်ဝယ်ကိုယ်တိုင်ရောင်းတဲ့ဟာပေါ့နော်အဲ့ဒါတစ်ခုရှိမယ်နောက်တစ်ခုကတော့ဒီ robo advisor လို့ခေါ်တယ်ပေါ့နော်အဲ့မှာဘယ်လိုဟာမျိုးတွေလဲဆို Android ဆို site လို့အဲ့တော့ကျွန်တော်ကတော့ single မှာလုပ်ခဲ့တာဆိုတော့ single မှာ popular ဖြစ်တဲ့ဒီ robo advisor တွေကိုပြောတာပေါ့နော်သူတို့ကလည်းအဲ့လို registration account registration ကတော်တော်လေး strict ဖြစ်တယ်အဲ့မှာနေတဲ့သူအဲ့မှာ single မှာဆိုရင် expat တို့ EP ကိုကိုင်တဲ့သူဖြစ်မှရတာပေါ့နော်ပြီးရင် verification ကလည်းအဲ့လို video call တွေပါခေါ်ပြီးတော့အဲ့လိုမျိုးလုပ်တာသူကဘာလုပ်လဲဆိုရင်သူကကြတော့ကိုယ်တိုင်ဝယ်ပြီး invest လုပ်စရာမလိုသူကကိုကပတ်စံ1000ထည့်လိုက်တယ်ဆိုရင်အဲ့1000ကိုထားပါတော့80%ကို stock individual stock ထဲမှာဒါမှမဟုတ် ETF ထဲမှာထည့်နေကျန်တဲ့20%ကို individual ထဲမှာအဲ့လိုမျိုးပေါ့နော်ကျန်တဲ့ဘယ်လောက် amount ကိုတော့ bond ထဲမှာထည့်နေဆိုတဲ့ဟာမျိုးသူတို့ algorithm သူတို့ formula တွေနဲ့အဲ့လိုမျိုးစနစ်ကျလုပ်ပြီးတော့သူကဒီ portfolio balance ဖြစ်အောင်လုပ်ပေးတာပေါ့နော်အဲ့တော့မှဒီအတက်အကျတွေအထူးသဖြင့်အကျတွေဆိုရင်အရင် percentage အများကြီးမကျအောင်ထိန်းပေးတာပေါ့အဲ့လိုမျိုး invest လုပ်ပေးတာအဲ့တော့သူကအဲ့လိုလုပ်ပေးတဲ့အတွက်ဂျားထဲမှာလုပ်ပေးတဲ့အတွက်သူ့ကို fees ပေးရတယ် robo advisor တွေ fees ပေးရတယ်နော်ဒါရှိရယ်နောက်ပြီးတော့ကို control လုပ်တာမဟုတ်တော့ဘူးသူတို့က invest လုပ်ပေးတာဖြစ်တယ်ထားပါတော့ကိုကbrokerage account ရှိရယ်ဆိုလို့ရှိရင်ဘာတွေလုပ်လို့ရလဲဆိုရင် individual stock တွေဝယ်လို့ရတယ်နောက် ETF လို့ခေါ်တဲ့ဒီ stock တွေကို group လုပ်ထားတဲ့ဟာမျိုးတွေဝယ်လို့ရတယ်ဘယ်လိုမျိုးလဲဆိုရင်valuation အမြင့်ဆုံးကနေပြီးတော့ဟိုးအောက်900အထိ collection လုပ်ထားတဲ့S&P 500လိုမျိုးတွေရှိမယ်နောက်ပြီးတော့ technology stock တွေကို focus လုပ်တာရှိမယ်နောက် growth stock ကိုခေါ်တဲ့အဲ့လိုမျိုးဟာတွေ invest လုပ်တာ focus လုပ်တာရှိမယ်ပေါ့နော်အများကြီးပဲဒါတွေကလည်း ETF တွေကလည်းအများကြီးပဲနောက်ရှိသေးတယ်ဆို bond ဆိုတော့ crypto တို့ဘာလို့တောင်မှဒီဘက်မှာ trade လို့ရအောင်လုပ်တယ်ပေါ့နော်ဒါပေမဲ့
brokerage account ဖွင့်နေဆိုလို့ရှိရင်တော့ကျွန်တော်မြင်တဲ့ဒီဟာတွေတက်တက်သွားပြီးတော့ဒီထဲမှာသွားမထိတော့ဘဲနဲ့ဒီ individual တို့နောက် ETF တို့ပဲ focus လုပ်မယ်လို့ထင်တယ်ပေါ့နော် brokerage account ရှိမှဒါတွေရမှာbrokerage account ရအောင်ဆိုရင်စင်ကာပူတို့ထိုင်းတို့မှာ resident ဖြစ်ပြီးကြမှာ registration လုပ်ဒီ account တွေကနေ registration လုပ်ပြီးတော့မှလုပ်လို့ရမယ်ပေါ့နော်brokerage account ဖွင့်ရတာမလွယ်ဘူးtry ကြည့်လို့ရတယ်ထိုင်းကနေပြီး momo account ထိုင်းကနေ momo account ဖွင့်ကြည့်လို့ရတယ်ပေါ့နော်စမ်းပြီးတော့ requirement တွေကိုကပေးနိုင်တယ်ဆိုလို့ရှိရင် account ဖွင့်လို့ရမယ်မဟုတ်ဘူးဆိုရင်မရဘူးပေါ့နော်နောက်မြန်မာတွေသုံးတဲ့တခြား brokerage account brokerage ဟာတွေလည်းရှိတယ်ဆိုရင်ကျွန်တော်တေချာတော့မသိဘူးဒါပေမဲ့တတိထားပေါ့နော် scam တွေရှိတတ်တယ်ကို registration လုပ်တဲ့ကောင်က legit ဖြစ်ရလားဘာလားဆိုတော့တေချာကိုကနေကို research လုပ်ပေါ့နော် okay နောက်တစ်ခုက crypto က high risk ပြီးရင် regulation မရှိသလောက်ပေါ့နော်ခုနောက်ပိုင်းတော့ဒီလို US ဘက်မှာဘယ်လိုတွေလဲမသိဘူးเนาะကျွန်တော်အရင်စကားစားတော့ regulation မရှိဘူးနောက်ပြီးတော့အထူးသဖြင့် developer တွေပေါ့နော်တတိထားရမယ်ဘာလို့လဲဆိုရင်သူက technical ဟာတွေအရင်အစစ်မြင့်ဟာတွေပုံစံမျိုးနဲ့ပြောပြီးတော့ဟုတ်တယ်အဲ့လိုမျိုးအစစ်မြင့်နဲ့အဲ့လိုမျိုးလောက်တာဟာအတိတ်လည်းရှိရဲဆိုပြီးတော့အဲ့ invest လုပ်ပြီးလဲပြီးတော့အဲ့လို rug လောက်သွားပါဘူး scam လောက်သွားပြီးကြုံရတဲ့ဥမာ blockchain တော့အခု AI ဆိုလဲ AI blockchain ဒါမျိုးတွေပေါ့နော်အဲ့တော့ ယူဆရမယ်နောက်တစ်ခုပေါ့နော်ဒါကကျွန်တော်အတွေ့အကြုံနဲ့ကျွန်တော်မြန်မာမှာနေတော့အရင်မြန်မာမှာနေတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီ brokerage account တွေ register လုပ်ဖို့အဲ့အချိန်တော့နည်းနည်းလေးခက်တယ်ဆိုတကယ်တော့ကျွန်တော်စူးစမ်းပြီးလုပ်လိုက်လို့ရှိရင်ရတော့တယ်ပေါ့နော်မလုပ်ဖြစ်ဘဲနဲ့ဒီ crypto တွေခေတ်စားနေတဲ့အချိန်နဲ့တုံသွား crypto တွေဝင်ပြီးတော့ဘာတွေလဲပေါ့နော်အဲ့ဒီခါကြီးအကြောင်းလိုက်လေ့လာပြီးတော့စံဒီပိုင်းတိတ်မထက်ပြဘူးဒါပေမဲ့ဘယ်မှာစိတ်ဝင်စားသွားလဲဆိုသူက crypto မှာ synthetic stock ဆိုပြီးတော့သူတို့လုပ်တယ်ပြောရရင်ဒီဘက်ကstock Google ဥမာနမူနာပေါ့နော် Google stock ကလက်ရှိ value က100ဆိုရင်ဒီ crypto ဘက်မှာလည်းသူက Google ဆိုတဲ့ stock တစ်ခုရှိအဲ့ stock ကလည်း100ပေါ့နော်အဲ့လို synthetic 1 to 1 mapping လုပ်ထားတယ် mapping လုပ်ထားတာဒီမှာတစ်ခုတတိယမှာ regulator မဖြစ်တော့ကြတော့အဲ့ mapping ကတကယ် legit ဖြစ်လားတကယ်လို့ mapping က1 to 1မဟုတ်တော့လို့ရှိရင်ဘယ်သူရောပေးမှလဲဆိုတဲ့ဟာမျိုးတွေမရှိဘူးအစောပိုင်းတော့အဆင်ပြေတာပေါ့နော်လူတွေအရင်များသုံးလာပြီးတဲ့အချိန်မှာ run လုပ်သွားပါအောင်invest လုပ်ရင်အဲ့ချက်တတိထားမှာပေါ့နော်ရှိမယ်ကိုက investment လုပ်တော့မယ်ဆိုလို့ရှိရင်လည်းအများကြီးနဲ့စတာထက်ပေါ့နော်နည်းနည်းချင်းနဲ့စမယ်စပြီးတော့လေ့လာရမယ်ပေါ့နော်ကျွန်တော်တို့ကဒီဟာတွေထဲထဲဝင်လေ့လာဖြစ်တဲ့အချိန်မှာဆို YouTube video တစ်ခုရှိရပေါ့နော်စာအုပ်ကိုကျွန်တော်ဖတ်ဖြစ်တယ် Simple Path to Wealth ဆိုတဲ့ဒီ Google Doc ရှိရအဲ့ဒီဟာနဲ့စာအုပ်လည်းရှိရပေါ့နော်ဖတ်ရတာလည်းလွယ်တယ်နားလည်လည်းလွယ်အဲ့ဒါလေးရှိရနောက်ပြီးတော့တခြားဟာတွေလည်းရှိရပေါ့နော်ချက်တတိထားမှာ YouTube မှာရှာကြည့်ရဲဆိုလို့ရှိရင်လည်းဒီ investing guru တွေကအများကြီးပဲပေါ့နော်most of them scam ဆိုတော့အဲ့ဒါကြီးလည်း view site ကမျိုးပေါ့နော်အဓိကတော့ဒီ stock invest လုပ်မယ်ဆိုရင်ဒီ stock valuation တွေဘယ်လိုလုပ်လဲ ETF ဆိုတာဘာလဲ individual stock ဆိုတာဘာလဲ bond တွေကဘာလဲဒါတွေဘယ်လိုလုပ်လဲနော်အဲ့လိုမျိုးတွေတခြားသိအောင်ဖြည်းဖြည်းချင်းလေ့လာပြီးတော့လုပ်တာကောင်းတယ်ပေါ့နော်နောက်ဒီမှာကျွန်တော်ပြောချင်တာ simple path to wealth မှာသူပြောသွားတဲ့ဒီ FU money ပေါ့အဲ့မှာကနှစ်ပိုင်းရှိတယ်ဒီ video ကအခုဒီမှာလေးလို့မရအောင်နောက်ထပ်ကျွန်တော် comment မှာ link ထည့်ထားမယ်ပေါ့နော်ကြည့်ကြည့်ဘယ်လိုမျိုးလဲဆိုတော့ဒီ FU money မှာနှစ် stage တစ်ခုရှိရပေါ့နော်ပထမ stage က FU fan ဆိုတာအဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ထားပါတော့ကိုကနေမကောင်းလို့ပဲဖြစ်ဖြစ်အလုံးမလုံးချင်လို့ပဲဖြစ်ဖြစ်အကြောင်းမျိုးအဆင်မပြေလို့ပဲဖြစ်ဖြစ်အမှုလေကုမ္ပဏီကကိုအလုပ်ဖြုတ်လို့ပဲဖြစ်ဖြစ်ဖြုတ်လိုက်တယ်ဆိုရင်
အေးဆေးပဲ6လတစ်နှစ်စာလောက်ကိုအဓိကကုန်ကျစရိတ်တွေဘာလုပ်နိုင်တဲ့ amount ရှိရဆိုလို့ရှိရင်ဒါ first stage ပေါ့နော် FU fund ပေါ့ရှိရင်အဲ့ကောင်လည်းဆိုလို့ရှိရင်အဲ့6လတစ်နှစ်အတွင်းမှာကိုက AC အလုပ်ပြန်ရှာပြီးတော့ skill improvement လုပ်တာ relax လုပ်တာနဲ့ဆို stress လည်းမပြီးပဲ AC ပဲပေါ့အဲ့ဒါမျိုးနေလို့ရတဲ့ stage ဒါက first stage နောက် stage ကကြတော့ FU money ပေါ့နော်ဒီကောင်ကကြတော့ဘာလဲဆိုတော့ကိုက invest လုပ်မယ် maybe like stock တို့ bond ဆို invest လုပ်ထားတယ် investment ကရတဲ့ပတ်စံကကိုယ့်ရဲ့ day to day ဒီအဓိကကုန်ကျစရိတ်နဲ့ပုံမှန်ဟာတွေထပ်ပို့ပြီးတော့ကိုဝင်နေတဲ့ amount ပေါ့လုပ်ရမလို့ပဲနဲ့ဒါနဲ့ရက်တည်လို့ရတယ်ဆိုလို့ရှိရင်ဒါကကိုက FU money ရှိပြီပေါ့လုပ်ချင်မှလည်းလုပ်မယ်မလုပ်ချင်လည်းမလုပ်ဘူးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ကိုကဒီ FU money ရဖို့အတွက်ဒီနှစ်ခုလုပ်ပါမယ်ဒီပထမတစ်ခုရအောင်လုပ်လို့ရတယ်ပြီးရင်ဒုတိယတစ်ခုရအောင်လုပ်မယ်ပေါ့နော်အဲ့ဒါကိုဘယ်လို तू ကလုပ်လဲဆိုရင်ဒီ तू ကတော့ WA ETF ဆိုတာတစ်ကမ္ဘာလုံးမှာရှိတဲ့ stock တွေအကုန်လုံး aggregate လုပ်ထားတဲ့ ETF ရှိရပေါ့နော်အဲ့ ETF တွေမှာinvest လုပ်ပေါ့နော်ဘာမှမဟုတ်လို့ရှိရင် S&P 500ဥပမာ VIO လိုမျိုးမှာ investment လုပ်ဖို့ तू ကပြောတယ်ပေါ့နော်ကျွန်တော်ကတော့ VIO S&P 500ထဲထည့်ရကြိုက်တယ်ပေါ့နော်အဲ့ဒါ base လုပ်တယ်သူကအများကြီးတစ်နှစ်ကို12% 8 to 12% လောက်ရတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်မရတဲ့နှစ်တွေလည်းရှိတယ်ပေါ့နော် average ကတော့အဲ့လောက်ပေါ့အဲ့တော့ detail သိချင်တယ်ဆိုရင်ဒါတွေကြည့်ပြီးတော့ဘယ်လိုလုပ်တာလဲအဲ့ဒါလေးလေ့လာပေါ့နော်နောက်ဆုံးတစ်ခုပြောချင်တာကတော့ကိုကထားပါတော့လစာUSD 1000လောက်ရတာလောက်ရ investment မလုပ်နဲ့လို့ပြောတာမဟုတ်ဘူးလုပ်ဖို့စိတ်ဝင်စားပြီးတော့ဒီဟာလေးကြည့်တာလိုက်ကြည့်ပြီး invest လုပ်တာကောင်းတယ်ပေါ့နော်စောစနိုင်လေစောကောင်းနေပဲဘာလို့လဲဆိုတော့ compound interest အရာစောစနိုင်လေစောဘယ်လိုပြောမလဲinterest များနဲ့အဲ့လိုမျိုး compound ဖြစ်သွားတဲ့ဟာမျိုးများတယ်ဆိုတော့စတာကောင်းတယ်ဒါပေမဲ့ကိုရတာ USD 900 1000လောက်ဆိုလို့ရှိရင်တော့ကျွန်တော်မြင်ရဆိုလို့ရှိရင်ကို invest လုပ်တာပိုကောင်းတယ်ပေါ့နော်ဘယ်လိုမျိုးကို invest လုပ်အောင်လဲဆိုရင် cost တွေများတက်မယ်နောက်ကိုက developer ဆိုလို့ရှိရင် open source software တွေရေးမယ် contribute လုပ်ဖို့ကြိုးစားမယ်စာတွေဖတ်မယ်စာတွေရေးမယ်ကျန်အားနေတစ်ဆင့်ကို900လောက်ကနေပြီးတော့9000လောက်ရမယ်9000လောက်ကနေမှ1000လောက်ရမယ်ဒီလိုမျိုးပေါ့နော်တကယ်များလာတဲ့ချိန်ကြခါမှဒီ stock investment တွေကိုပို့ပြီးတော့ချိန်ပေးပြီးတော့လေ့လာပြီးထည့်ပေါ့နော်ဟိုကခုမှစကားစားဆိုလို့ရှိရင်တော့ဒါတွေဘယ်လိုလုပ်လဲဆိုတဲ့ဟာလေး basic လေးသိအောင်လို့ဖြည်းဖြည်းချင်းပဲကြည့်သွားမယ်ပေါ့နော် in the main line ကို focus လုပ်တင်တာတော့ကို invest လုပ်ဖို့ focus လုပ်တင်တယ်လို့ပြောချင်တာပါအဓိကကတော့ဒါပါပဲကိုဒီမြန်မာကနေ invest လုပ်ချင်တဲ့သူတွေအတွက်ဆိုရင်အဓိကတိုင်ပတ်မှာဒီ brokerage အပိုင်းပေါ့နော်ကျွန်တော်မြင်တော့ထိုင်းကနေပြီးတော့ဒီ Momo account ဖွင့်ကြည့်ဖို့စူးစမ်းရမယ်ထင်တယ်သူတို့တောင်းတဲ့ requirement တွေပေးနိုင်လို့ထင်တယ်ပေါ့နော်တကယ်လို့မရဘူးဆိုလို့ရှိရင်လည်းသူများတွေဘယ်လိုလုပ်နေလဲဘယ်လိုလုပ်လဲတစ်ချက်ကြည့်ပေါ့နော်ကျွန်တော်ကတော့စင်ကာပူမှာနေခဲ့ရဆိုစင်ကာပူကနေဖွင့်ခဲ့ပြီးတော့ show ဟာလေးသုံးလို့ရနေရရှိရပေါ့နော်အဲ့ဒါဒီသုံးနေတယ်ဟုတ်ဒါပါပဲ